ngà bày mi yo gặp chọc ông cu mê bây giờ gì mà tu mà tê ya vũ sổ lục phải ya hoa rê anh ấy ra gà lét khám mà la ya lét mà khám vũ ya ta bố ya ta chô mà tê ya vũ này khám ya rồi lưu gì không có nét tê ra đập dâu nhí bây giờ gì nấy bằng rồi sổ ra bà tù đó bằng tật đi bằng tật đi à amma ji vậy da amma ji bwa ga ne pi do tu bi ayet thama phit khet de bằng tật đi ga ayet thama ba myo lo ayet thama phit touk lo phit de do ma lou lai ayet thama phit pong ga di lo pi da bằng tật đi amma ji ga sit tai kaungစစ်တိုက်ကောင်းတော့ဂျွန်းသူပုံများနှိမ်နှင်းလို့အောင်မြင်တဲ့အချိန်ခါမှာကောတလဘုရင်ကထီးနှန်းစည်းစိမ်9ရက်နန်းဆန်ခွင့်ပေးတယ်လေ9ရက်ရှင်ဘုရင်လောက်ရမှာဆိုတော့ဖတ်တငန်းကကြီးနေမှာပေါ့သိကြရမှာမဟုတ်ပဲနဲ့တော့9ရက်နန်းဆန်ခွင့်ပေးတော့တန်တတိဘုရင်ဖြစ်ဘယင်ဖြစ်တော့အမတ်ဘဝကတင်ခဲ့တဲ့ကြီးကလေးညှို့ကလေးဆေးရကြိုးရအောင်ဆိုပြီးတော့ဆင်းပြူတော်ဘောတဲ့အရက်တွေတောက်လာပြီမူးလို့ရိုင်လို့ပေါ့လေဗျာဆင်မော်ကမျက်စိရေချိုးသွားရေချိုးသွားရင်တရားနာပြိဿကြီးကျွတ်တို့သုံးလောကထောထသဖြင့်မြတ်စွာဘုရားကိုယ်တော်မြတ်ကြီးကလည်းသဗ္ဗိတော်ကပိုက်လို့ညီတော်အန္တနာနဲ့တကွနောက်ပါတန်ဃာတော်တွေချမ်းရလျက်ဆွမ်းခံကြွအလားတန်တတိနဲ့လမ်းဝကဆုံကြရောပြုဆုံတော့တန်တတိကြီးမျက်စိပုတ်တတ်ကြည့်ဝုရဝါဒဖြင့်နောက်ဖျားမှန်းသိတော့လက်အုပ်ချီရဲ့အယက်သမားဖျားမှန်းသိတော်သေးတာပေါ့ကျွတ်တို့တကားတွေဘလောက်မူးပြီးရိုင်းနေပြီမဲ့လို့ဘုန်းကြီးမြင်မှတ်သွားတဲ့လူတွေလို့ပေါ့ဒါမှတ်တဲ့လူပြောတာတချို့ကမမှတ်တဲ့ပြင်ဘာပြောတယ်ဟဲ့ဘုန်းကြီးလူအဖြစ်ဆိုတော့ကွာဆိုတော့ကျွတ်တို့ကပြေးရအောင်မလို့စိတ်ပြက်စရာကောင်းတဲ့လူကြည့်ပြအခုဘုရားမှန်းသိတဲ့လက်အုပ်ချီအိုးမြတ်စွာဘုရားပါလားတကယ်တော့အာဇီမူတဲ့ဗျာသိခံတော်မူပါဘုရားပေါ့ဘုရားလျှောက်ရူပဝိလာသကရူပစိရရာယုဒ္ဓအယက်သမားဆိုတော့အာလေးရှာလေးကြီးပေါ့ဒီလိုနေမှာပါပဲလို့ကျုပ်ကမှန်းပြောရအယက်သမားကြောင့်ပြောမှလည်းခက်လန်းလန့်မေသည်အယက်သမားကြောင့်ပြောခဲ့လို့အယက်သမား9ယောက်ကျွတ်တောင်းဝင်ခဲ့ပြီယုတ်နိဗ္ဗာန်ရောက်အောင်ကျွတ်တောင်းဝင်တာမဟုတ်ဘူးအယက်ကျွတ်သွားတယ်ကျုပ်ကဒီတန်တတိအကြောင်းကိုဟောနေတယ်အယက်သမားကြောင့်နေဟောနေတယ်ပြိဿတကားတယောက်ကဟောဒီလိုတရားပလင်တောင်းကနေပြီးတော့ဘုန်းကြီးလက်ညှိုးထိုးဟောဒီတိုင်းဟဲ့ဘုန်းကြီးကိုတရားကိုဟောတာမဟုတ်ဘာလူများစော်ကားတာခံခဲ့ရဗျာလူလေကောင်ကြီးဒါကြောင့်တစ်ခါဦးစင်းလေးတွေဓမ္မဂတိကအရှင်ဘုရားလူနိုင်ငံကျော်ဖြစ်ခြင်းနဲ့ဆိုတော့ဓမ္မအမျိုးမျိုးခံနိုင်ရလားကွယ်အယက်သမားလက်ညှိုးလို့လည်းခံခဲ့ရတာပဲလို့အမျိုးမျိုးခံရတော့ကွယ်ကာလာသားလေးကြီးရဲ့ကတိကအောင်ကြီးနှောင်းပြောတာလေးတွေလည်းခံခဲ့ရတာပဲဟဲ့
အမျိုးမျိုးခံရတဲ့ကွယ်ကလေးသူငယ်လေးတွေရဲ့မကျေနပ်တဲ့စကားသံလေးတွေလည်းတို့နားထဲမှာကြားပြီးတော့ခံခဲ့ရတာပဲအငါတို့ကနိုင်ငံကျော်ဆိုပြီးကချင်းဆိုငိုးနေတဲ့ဘုန်းကြီးဆိုတော့ဝိပဿနာသမားကြီးရဲ့ကြည့်ခြင်းကိုလည်းခံခဲ့ရတာပဲအမျိုးမျိုးဒီတန်တွေကိုခံနိုင်မှာမလားတရားဟောဓမ္မကတိကလုံရင်အကုတ်အဖဲအစိတ်အဆွဟောဒီတန်တွေကိုခံနိုင်ရတယ်ကျုပ်အမျိုးမျိုးတွေ့ခဲ့တယ်ပြိဿဟောကျွတ်တို့ရွှေဘုံဘက်သွားတရားဟောတော့ကတက္ကကြီးတယောက်ကြောင်းပေါက်လာအဲ့ဒီတော့ကကျုပ်ကစာသင်သား8ဝါလောက်ရှိသေးတယ်ကိုတော်ဘဲကတော့နဲ့မေးဖို့ကျုပ်မန္တလေးကပဲတက္ကကြီးရဲ့လို့စာမင်းဝဲလောက်သလားတဲ့လောက်ပါတယ်ဗျာလို့ဘာအောင်ပြီးပါတော့နဲ့ကျုပ်အလတ်အောင်ပြီးပြီလို့အခုအကြီးဖြေမလို့ဒါဖြင့်ကိုတော်သိအခြေမသေးပါဘူးတဲ့ကိုတော်တပည့်တော်နည်းနည်းနှိုက်ကြည့်တယ်တွေ့ရတာဒီတော့ကျုပ်ကတော့မပြောပါဘူးသူเจ้าကဦးစင်းနဲ့ရံဖြစ်ပြန်ရောက်ပေါ်တကာကြီးတဲ့ဒါအာဂနုတဲ့နှိုက်မနေတဲ့နှိုက်ရှင်ခမအိမ်ကမိန်းမကြီးသွားနှိုက်ဆိုတော့ဘာပြောကောင်းလဲတတ်လိုက်ကြတာကျုံနဲ့ဘာမှပြောလိုက်ရတရားဟောဓမ္မကတိကလုံးမဲ့ကြံရင်ဒါမျိုးတွေအများကြီးတွေ့ရဒီထဲကျွတ်တို့ညီကိုနှစ်ပါးတရားနာပြီးတာကတာမှသွားတရားဟောတော့ကတာကနေကျွတ်တို့ထီးကျန့်ရောက်တော့လေကျွတ်တို့ကတောင်ပေါ်တက်ကျုပ်ညီဦးစင်းလေးကိုဘကဆိုတဲ့တကာကမေးရုပ်တလုံးနာမ်တလုံးရဲ့ဖြစ်ပုံပြက်ပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေစမ်းပါတဲ့ဗျမေးပုံနော်မေးပုံရုပ်တလုံးနာမ်တလုံးရဲ့ဖြစ်ပုံပြက်ပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေပါကျုပ်ဦးစင်းလေးချွေးပြန်တော့ကျတို့အရေးပိုင်ရုံးစည်းကြီးခင်မောင်ထွန်းရဲ့ရောက်ခမဥပကြည်ကြီးကလည်းဝဲတဲ့မင်းဦးစင်းလေးမမေးပါနဲ့တဲ့ဆရာတော်ကြွလာမှမေးပါလားတဲ့ဦးစင်းလေးမဖြေနိုင်လို့တော့မဟုတ်ဘူးပေါ့ကွာတဲ့ဖြေတော့လည်းပဲမင်းလူရင်ကြမယ်မဟုတ်ဘူးဒါကြောင့်မေးပါနဲ့ကွာဆရာတော်တောင်ပေါ်ကဆင်းလာအောင်စောင့်ပါလားမစောင့်ဘူးပြိဿပြန်သွားတော့ကျုပ်အောက်ရောက်တော့အဲ့ဒီအကြောင်းကိုကျုပ်ရှောင်းတော့ကျုပ်ညီကိုကျုပ်ကအတော်လေးမှန်ပြစ်လိုက်မင်းအဘိဓမ္မာမသင်ခဲ့ဘူးလားအဘိဓမ္မာသင်ခဲ့ပါလေကနေမှမင်းဓာတုပြန်မမေးနိုင်ဘူးလားသူကကိုမေးရင်ကိုကသူ့ပြန်မေးနိုင်တဲ့စကားလုံးတွေအများကြီးရှိနေတယ်ရုပ်တလုံးနာမ်တလုံးရဲ့ဖြစ်ပုံပြက်ပုံကို10လုံးနဲ့သဘာဝကြအောင်ဖြေပါဆိုတော့ရုပ်ပဲနှလုံးရှိတယ်ဆိုတာတခါကြီးသိသလားလို့မေးရတယ်ကွာနာမ်ပဲနှလုံးရှိတယ်ဆိုတာလည်းတခါကြီးသိသလားလို့မေးရတယ်ရုပ်ပဲနှလုံးရှိတယ်လေလို့မေးရင်သူအဘိဓမ္မာသင်ထားရင်28ခုရှိတယ်လို့ဖြေမှာအဲ့ဒီ28ခုတည်းကဘယ်ရုပ်တော့28ခုကိုခမည်းကျုပ်တလုံးစီပြောပြအောင်တလုံးစီပြောပြပြီးတော့မှကျုပ်ကဘယ်ရုပ်တုံးလို့မေးလိုက်မယ်10လုံးနဲ့သဘာဝကြအောင်ဖြေရမယ်ရုပ်နံကြပြန်တော့လေနံတေးပညာသဆိုတာမင်းသိဉ္ကြိုသင်လာတဲ့ကောင်ပဲ50နဲ့3လုံးရှိတယ်အဲ့ဒီ53လုံးနံတရားတွေကဒီ53လုံးကိုခမည်းအကုန်ရေတွက်ပြီးတော့ပြအောင်ပြပြီးတော့မှဘယ်နံတော့ကျုပ်ကမေးရင်ဟောဒီနံဖရလို့ခမည်းပြောမှကျုပ်ဖြေလို့ဖြစ်မှာဒီလိုမေးလိုက်ရင်ရုပ်28ခုသိပါတယ်ဆိုသည့်တိုင်ဦးနဲ့သူတလုံးစီရေပြဖို့အကုန်လုံးရချင်မှရမှာကွာနံ53လုံးရှိပါတယ်လို့ဖြေနိုင်သည့်တိုင်ဦးနဲ့နံ53လုံးတလုံးစီအစအဆုံးရေပြလို့ဖြစ်ချင်မှဖြစ်မှာကွာဒါကိုကပြန်မေးရမယ်
မင်းတို့ငါတို့ကွာဗဇက်ကခိုရင်းစော်နံအောင်အန်းလာတဲ့ဘုန်းကြီးတွေတောင်မေ့နေတာမိမနဲ့နေတဲ့လူတွေကကောက်မေးတာများမင်းအညံ့ခံငါအောက်မှာရဲ့ငငယ်တုန်းကစိတ်ပါငငယ်တုန်းကစိတ်အတော်လေးဒေါသဖြစ်လို့သူ့ကိုကျုပ်ကမှန်ခဲ့နောက်တော့မှကျုပ်မှားမှန်းသိဩတကယ်တမ်းကျတော့ဒီလိုမေးသူတွေကငါတို့အတွက်အမတန်ကျေးဇူးပြုကြပါလားကတိကတ္တသမားတွေလာလေကျွတ်တို့ကကျေနပ်လေဘဟုတုတဖြစ်လေဖြစ်ရောပေါ်ပြေးတာကျွတ်တို့မှာအန္တရာယ်မရှိဘူးမေးပါဘယ်လိုပုဂ္ဂိုလ်ပဲမေးတရားဆွေးနွေးခြင်းလို့ရှိရင်မေးခြင်းလို့ရှိရင်လာပါကျုပ်သိရင်ဖြေမယ်လေမသိရင်မသိဘူးဝန်ခံရုံပဲကျုပ်ကလူကြီးတွေမကဘူးပြေးတာယဟန်တန်ကဆရာတော်တန်တော်များဆိုတာထားတော့ဒီလောက်ကလေးလေးကစမေးလို့ရှိရင်ကျုပ်မသိဘူးဆိုရင်ငန်းကြီးအဲ့ဒါတော့ငါမသိဘူးကွာဟေးငါနမဒါတော့ငါမသိဘူးကျုပ်ကဝန်ခံနိုင်တယ်ဘုန်းမသိဘူးလို့ဝန်ခံရင်ဒါအမှန်ရောက်မေးပါဘယ်ချိန်မေးသိရင်တော့ဖြေလိမ့်မယ်မသိရင်မသိဘူးလို့ပြောလိမ့်မယ်ပိဋကသုံးပုံကျွတ်တို့ထုံးလို့မှုရေလူနှောက်နိုင်တဲ့ဘုန်းကြီးမဟုတ်ဘူးသိတဲ့လောက်ကလေးနဲ့ရှောက်ဟောရမသိပါဘူးလို့ဝန်ခံရသားနဲ့မှကိုတော်တို့တရားဟောဘုန်းကြီးလုပ်နေဒါတော့မှမသိဘူးလားဆိုရင်တော့ပါဇက်မပြောဘူးပြောနောင်ချင်းချလိမ့်မယ်အဲ့ဒီကြတော့မသိပါဘူးဝန်ခံလို့မှတောက်တီးတောက်နဲ့ဖိနှိပ်ပြောလာမယ်ဆိုတော့အဲ့ဒီနေရာနောင်ချင်းပဲပြောကျုံမသိရင်တက္ကရာကြီးကသိရင်တက္ကရာကြီးထံကျုပ်ပြန်မေးလိုက်ယူရလိုက်မယ်ဘုသူတတချို့တရားဆွေးနွေးတယ်ဆိုတဲ့နေရာမှာတရားနာပြိတ္တာတရားမဆွေးနွေးတတ်ပါတရားဆွေးနွေးရရောက်အောင်ဆွေးနွေးတဲ့နေ့ကလူ9ယောက်ထိုင်ပြီးတော့ဆွေးနွေးလိုက်တဲ့ချိန်ခါမှာလူတယောက်တစ်လုံးစီတော့သိကြတာပဲလူတယောက်တစ်လုံးစီသိတော့တယောက်အသိချင်းတယောက်ဖလှယ်လိုက်မယ်ဆိုရင်လူတယောက်တစ်လုံးစီသိတဲ့လူတွေဟာဘယ်နှလုံးစီလာသိရတော့ပြိတ္တာကြီးကဲ9လုံးစီသိရတယ်အဲ့ဒါတရားဆွေးနွေးတာခုတော့မဟုတ်ဘူးတယောက်နဲ့တယောက်ရံဖြစ်တာသူ့ဘောပေါင်ဘောပါဇက်ကအမြုပ်ထုံအောင်လို့ဖိတ်ခရားကြီးနဲ့ထားရိုက်ခွန်မှာမင်းပြောတာမဟုတ်ဘူးငါပြောတာဟုတ်တယ်ခင်ဗျားပြောတာမဟုတ်ဘူးကျုပ်ပြောတာဟုတ်တယ်အထကထာကပဲလို့တိကကပဲကဲသူပါဠိတော်တော့ခိုင်လုံးမှလားနဲ့ကျုပ်တို့တိုင်းပြည်ဘွက်ပေါက်တယ်တရားဆွေးနွေးရမရောက်ပါဘူးဗျာဖရားလည်းမကြိုက်ပါဘူးအဲ့ဒီတရားဆွေးနွေးပြီးရံဖြစ်နေကြရဲ့တော့ဘုရားဟောတဲ့ဒေသနာတော်အတိုင်းကုသလံဓမ္မံပဋိစ္စအကုသလောဓမ္မောဥပ္ပစ္စတိဒါတွေဖြစ်ကြတော့မယ်တရားဆွေးနွေးတယ်ဆိုတာကုသလံဓမ္မကောင်းတဲ့အလုပ်ပဲအဲ့ဒီကောင်းတဲ့အလုပ်ကလေးတရားဆွေးနွေးတာကိုပဋိစ္စအစွဲပြုအကြောင်းပြုပြီးတော့အကုသလောဓမ္မောသူမှန်ငါမှန်ရင်းပြီးရံဖြစ်တဲ့အကုသိုလ်တရားကြီးတွေဟာဥပ္ပစ္စတိဖြစ်တတ်တဲ့ကွယ်တို့ဘုရားဒီတိုင်းဟောထားပါတယ်ကုသိုလ်အကြောင်းပြုပြီးအကုသိုလ်ဖြစ်တတ်တယ်ဒါကြောင့်ကျုပ်ကပြောမိပါတယ်ပြိဿဦးစင်းလေးတွေတရားဟောခြင်းနဲ့ဆိုလို့ဝဲလို့ဒီတန်းတွေခံနိုင်မှာမလားဒါကြောင့်တရားနာပြိဿအခုကျုပ်ကခံစားရပုံလေးကဆက်ဆက်ပြီးထွက်သွားတာနော်စုံလင်အောင်လည်းပြောရတယ်ကြည်လေခုနကတည်းကကျုပ်လာလက်ညှိုးထိုးပြီးတော့ဟဲ့ဘုန်းကြီးကိုတရားကိုဟောတာမို့ဘာသူများစော်ကားကျုပ်ကတမျိုးပြိဿဒီလိုလူတယောက်ပေါ်လာရင်ကျုပ်ကဝန်းလည်းမနေတာစိတ်လည်းမဆိုးတာဒီတော့ခင်ဗျားတို့ကပဋိက္ခသံယောဇဉ်ပယ်ထားတဲ့အနာဂံကြီးလားဖေမေးခြင်းမေးမဟုတ်ပါဘူးများသောတာပန်အစော်လေးတောင်မနံသေးဘူးရှင်းဝန်ခံရတယ်ဒါဖြင့်ရှင်များဒေါသမဖြစ်ဘူးဗျာစိတ်မဆိုးဘူးဆိုဗျာဝန်းမနေဘူးဆိုဗျာနေတော့နေတာပေါ့ဝန်းနေတာမကောင်းမှန်းသိတဲ့ကိုဓမ္မကတိကပဲမနေနဲ့စိတ်ဆိုးခြင်းနဲ့မဆိုးနဲ့ဒေါသဖြစ်ခြင်းလာတယ်မဖြစ်နဲ့ဘာလို့ထိငရရလို့အဲ့ဒီလိုလက်ညှိုးလာထိုးတော့ကျုပ်စိတ်ထဲတရားနာပြိတ္တစိတ်မဆိုးတဲ့ပြင်အဲ့ဒီတကားကိုကျုပ်သိတနာသွားငါတကအဖော်ပါလာတယ်လူအဖော်မဟုတ်ဘူးဗိုက်ထဲလာတဲ့အဖော်ပြောတာငါတကအဖော်ပါလာတယ်ငကူပဂရိအဖြစ်
ဘုန်းကြီးလက်ညှိုးထိုးပြီးဟေ့ဘုန်းကြီးဆိုတာလူလူပြိတ္တကျပြောဖို့စိတ်ကူးတဲ့တောင်ထဲဖို့မလွယ်ဘူးဗမာလူမျိုးမှန်ရင်ပေါ့လေဘာသာရေးစိတ်ဓာတ်ရှိအခုတကားကြီးအဖော်ပါလာလို့ငါဒီလိုလက်ညှိုးထိုးတာကျုပ်ကသူ့ကိုတနာသွားလူလူပြိတ္တအလဲကောင်မှာဟေ့ဘုန်းကြီးလို့လက်ညှိုးထိုးရတဲ့တတ္တိချင်းမွန်းစရာကောင်းတော်လဲသူ့အတွက်ကျုပ်သိတနာသွားတနာတော့ကျုပ်ကသူ့စိတ်မဆိုးတဲ့ပြင်ပြန်တောင်းပါတခါရဲ့လို့ဘုန်းကြီးပြောတာမှားတယ်ထင်လေဘုန်းကြီးတောင်းပါလေကြည်နောက်ပါလို့ကျုပ်ကတောင်းပါလိုက်ဒီတဲ့ကျုပ်နောက်ကကာလာသားလေးတွေကလက်သီးကြစ်ကြစ်ပါအောင်ဆုပ်ဘုန်းကြီးဖျားဒီလိုဒီနွားကြီးထချလိုက်မလုပ်ပါနဲ့ကွာဟဲ့တရားနာတဲ့စိတ်ထားကွာမလုပ်ကြငါပြောတာပါကွယ်မင်းတို့ပြောတာမှမဟုတ်ပဲငါတောင်သိခံနိုင်သေးတယ်ငါညီမသိခံကြဒီတော့တရားနာပြည်တာအဲ့ဒါလို့ပြောလိုက်တော့လေတရားပွဲတွေကဒကမာကြီးတွေငိုကြတချို့အမအရွယ်တွေအတော်အရွယ်တွေလည်းငိုကြတချို့ဖွားကြီးတွေများအတန်တောင်ထွက်သေကြီးစို့ငါသားလေးသာဆိုရင်နင်းပါချတယ်ကျုပ်တနာလို့ငိုကြတချို့အမအရွယ်တွေကဟုတ်တယ်ငါမောင်လေးသာဆိုရင်လေငါအခုထားရိုက်တယ်ဒုသာဖြစ်ပြီးတချို့မျက်ရည်တွေကြကြဒကမကြီးများမငိုနဲ့ငိုစရာအလုံးမဟုတ်ဘူးဒီအလုံးလို့ရင်ဓာရီတွေ့ရမယ်ဆိုတာကျုပ်တို့ငကူကလေးကသိပြီးသားပြည့်သားနဲ့ဟောလာတဲ့ဘုန်းကြီးဒီတန်နေမခံနိုင်ရင်ဓမ္မခိကလုံးလို့မရဘူးဒကမကြီးတို့အတန်နေကြကဲဒကာရဲ့လို့ဘုန်းကြီးတောင်းပါလေကြည်နောက်ပါလို့အဲ့ဒီတခွန်းပြောပြီးသူနောက်ထပ်ဘာမှတော့ထပ်မပြောဘူးပြိတ္တဒကာလို့ဘုန်းကြီးပြောတာမှားတယ်ထင်လို့ဘုန်းကြီးပါးစပ်နဲ့တောင်းပါလို့မကြည်နိုင်ဘူးကတော့ဝင်းနဲ့မှဆိုရင်လည်းရပါလေလို့တောင်းပါမယ်အာရမမဟုတ်ဘူးရှ िख ိုးတောင်းမှမှဆိုရင်လေကျုပ်တကားကိုရှ िख ိုးတောင်းမှမယ်ငွေနဲ့ကတော့မှဆိုရင်လည်းရပါတယ်ဒီလိုကိုဘာမှမလိုချင်ဘူးကိုတော့ကိုလက်သီးနဲ့ဘေးကောချင်တာပဲဆိုရင်လည်းကိုင်းတကားလာဒီပေါ်တက်ခဲ့ခေါင်းကဘေးလူတွေဘာမှမလုပ်စေရကျုပ်ဒီတိုင်းပြောလိုက်တော့ငြိမ်တော့ငြိမ်နေပြီပြိတ္တနောက်ထပ်ဘာမှမပြောတွေးနေနောက်ယောက်ျားကြီးတယောက်နဲ့မိန်းမကြီးတယောက်ကဆွဲခေါ်သွားတရုတ်တရုတ်နဲ့ပါသွားတယ်သူပါဇက်ကတော့အတန်မထွက်တော့ဒကမာကြီးတွေငိုးနေတာကိုမငိုကြနဲ့ဒကမာကြီးညာတိတ်လောကရဆိုတာဒါပဲလောကထဲမှာဖြစ်ပေါ်လာသမျှဓာန်ဒီလူသားတိုင်းခံရမယ်လူသားတွေမကကျွတ်တို့နဲ့လူတွေနဲ့ရောနေတဲ့ဘုန်းကြီးဆိုတော့ဒီဓာန်ကျွတ်တို့လည်းခံရမှာပဲလူကဖြစ်တဲ့ဘုန်းကြီးကိုကဲကျုပ်ဟောမယ်ဆိုပြီးကျုပ်ပြောရွှေရွှေမဲ့တရားနာပြည်သားဆက်ဟောပါတယ်ပြည်သားဆက်ဟောပြီးတော့တရားပွဲသိနောက်နေ့မနဲ့ကြတော့အဲ့ဒီဆွဲခေါ်တဲ့ယောက်ျားကြီးနဲ့မိန်းမကြီးကယောက်ျားကြီးကဘာကြီးမိန်းမကြီးကအမေဆိုကိုပြည်သားညကဆွဲခေါ်တဲ့သူ့အမေနဲ့အဲ့ဒီညကကျုပ်လက်ညှိုးထိုးတဲ့တကားနဲ့ပေါက်သူ့အမေကရှေ့ကသူကနောက်ကရှေ့ခိုးကြအမေဖြစ်တဲ့ဒကမာကြီးကရှောက်ရှင်ဖျားတဲ့အရှင်ဖျားမနေ့ညကလူရုပိဋကအလဲကောင်မှာဓမ္မကတိကဖြစ်ပါရဲ့ကနဲ့လူတော်တဲ့အရှင်ဖျားခွေးခိုက်ခံရပါဗျာသူ့မိကကြုတ်လျှောက်အရှင်ဖျားခွေးခိုက်တယ်ဗျာအရှင်ဖျားခိုက်တဲ့ခွေးဒီမှာဗျာခွေးဖျားသူ့မိပေါက်ပြီတပည့်တော်မလေးလူမလို့ငွေထားမိပါမကျုပ်ပါငိုရတော့မလို့လို့ဒကမာကြီးလို့ကျုပ်သိခံပြီးသားပါဒကမာကြီးအရှင်မကြီးကျင့်납ပြီတပည့်တော်မကျင့်납ဘူးဗျာတပည့်တော်မလေးဘသူသားလေးလို့ပြောလိုက်တာကိုတပည့်တော်မအသင်းထောင်အောင်ခံရတယ်ဗျာသူ့ဘိုက်ကြောပြအောင်ငွေရတဲ့ကျေးဇူးတွေစတာဗျာသားသမီးမကောင်းတော့မိဘခေါင်းဆိုတာဘ
ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းကလေးကစကြားဘူးပါတော့ဗျာဘုန်းကြီးလက်ညှိုးထိုးတာဘသူသားတယ်ဘသူသားတယ်လို့ခုခံလိုက်ရတာတပည့်တော်ယေရှုဆက်တာဗျာသူကအဲ့ဒါတပည့်တော်မှလည်းညကတညလုံးခဏတက်ပြီးတော့အိတ်မပြောဘူးဗျာသူလည်းအမှုပြေတော့တပည့်တော်ရင်ဝင်နဲ့ခေါင်းထားပြီးတော့အမေကျုပ်မှားပါကျုပ်ရိုးရိုးပဂရိစိတ်နဲ့ဆိုရင်သူများပြောခိုင်းတောင်ပြောရဲဘူးအမေရဲ့ကျုပ်လေတောက်လို့မှားမိတဲ့ကိစ္စကဲအမေလည်းစိတ်ချမ်းသာအောင်ဘုန်းကြီးပြစ်မှားမိတဲ့ကာယကံဝစီကံမနောကံလည်းကျုပ်ကတော့ပြီးတော့တစ်သက်လုံးအရင်မတောက်တော့ပါဘူးဆိုပြီးတော့လူချင်းမာတဲ့အမေရဆိုလို့တပည့်တော်ခေါ်လာတာဗျာမင်းကတော့လေလူလေလူပါမယ်မေရဲ့မျက်ရည်တွေကျလာတယ်တကားလေကျုပ်ဥသုံးချိန်ချရှင်များတပည့်တော်စိတ်ဆိုးသလားတဲ့ညကကျုပ်ကလည်းလိမ်မအောင်ဆိုးတော့ဘောလို့ဒါပေမဲ့စိတ်ဆိုးတာမကောင်းဘူးဆိုသူများဟောနေတဲ့ဘုန်းကြီးကအဲ့ဒီစိတ်ဆိုးတာနောက်တော့ဖြောက်ပြစ်ပြီးခမည်းကိုတနာသွားတယ်လို့စိတ်မဆိုးဘူးဆိုရင်အနာဂံဝန်ခံရဖြစ်နေဆိုးတာဘောဗျဆိုးပေမဲ့လို့ပြန်စဉ်းစားလိုက်တော့သူ့တနာစရာလူကြီးတယောက်ခမည်းကိုကျုံနောက်ပြန်တနာသွားတယ်မှန်လားပါဗျာအရှင်ဘုရားတနာတဲ့ကရုဏာမေတ္တာကြောင့်လည်းတတိတော်မှာအခုမှားတာကြီးကိုသိလာပါလားဗျာတတိတော်ကာယကံဝစီကံမနောကံတွေကြော့ပြီးတော့တတိတော်ဒီကနေ့ကစပြီးတော့မူရစ်စေတတ်တဲ့အရက်သေးစားမတော့တော့ပါဘူးဗျာဒီတော့ကျုပ်ကလည်းသူ့ဆူပေးတယ်ပြိတ္တာသူကရက်လှူတာကိုပြိတ္တာရက်သမားကကျုပ်ဘာလှူတော့လင်းနဲ့မှမနေနဲ့မတော့တော့ဘူးဆိုပြီးလှူတာဟိသူကအရက်လှူတော့ကျုပ်ကလည်းပြောလိုက်တယ်နိဗ္ဗာန်တော့ဆူမပေးပါဘူးပြိတ္တာသူနဲ့တန်နဲ့ဆူပေးလိုက်ကျုပ်တကားသည်မတော့တော့ပါဘူးလို့လှူတဲ့အတန်းဒီကနေ့ဒီအချိန်ကစပြီးတော့တစ်သက်လုံးမတော့ဖဲရှောင်းကျင်နိုင်ပါစီဗျာ။ကိုင်ဒါသူနဲ့အတန်ဆုံးစုပြန်တော့ရင်အဝိစီပဲလို့ဂျိုးကအောင်ခံရပါစေလို့ခွေးလူဝက်လူနွားလူပဲလို့လှက်ပတ်ပြီးဘယ်နဲ့ပေးလဲပေါ့ဗျာတို့ကြကျုပ်ပြောကကြီးဒီအရေးတော့ထားတဲ့လူမျိုးကအတော်ခက်တယ်ထမ်းမင်အောင်ရောက်မော့ကြည့်မိသေးတာပြိတ္တကြီးဒါကြောင့်ကျွတ်တို့ကတစ်သက်လုံးမတော့ဖဲနေနိုင်ပါစေဗျာလို့ကျုပ်အဲ့ဒီစုကိုပေးပါလေဗျာစုပေးပြီးအဲ့ဒီလူဒီတစ်သက်လုံးမတော့ဖဲရှောင်ကျင်သွားရုံနဲ့မကကျုပ်မြင်းညံခရိုင်တောင်သာနယ်ရောက်တော့ကိုမောင်ငွေဆိုတဲ့တကားတယောက်တွေ့ပြန်သူ့ရောက်ဖဥဖိုးနီနဲ့သူ့အမတော်ခွားရုံကျုပ်တရားပွဲပင့်ကျင်းပနေ့လည်ဆွမ်းစားတော့သူကျုပ်ရက်ခတ်နေတာပဲတရားနာကြီးညကြတော့လေတရားပွဲလာပြီးတော့ငွေငါးချက်လှူသွားတယ်လေချုံငုံတန်းတန်းပဲလှူပြီးတော့ပျော်လွန်းလို့တဲ့ပြိတ္တာနောက်တစ်ခေါက်အိမ်ပြန်သွားပြီးဟောအဖော်ခေါ်လာပါရောဗျာတကားတို့နည်းနည်းတော့မှတ်သွားတော့ဟိုတချင်းတောင်နည်းနည်းပြင်းဖို့ကောင်းပျော်ရင်လည်းတောက်တာပဲအရက်ကတချင်းကတမျိုးတည်းဆိုတာစင်ရင်လိုရက်ကိုတောက်တယ်ပျော်လည်းတောက်တာပဲပြီးထမ်းတော့ကျွတ်တို့ရှိကကိုထိုက်ဗျာတသောင်းစုပေါက်ပြီးတော့ဆိုင်ကယ်တစ်စင်းဝယ်ဘာပြောကောင်းမလဲနောက်ပိုင်းဘာမှကိုပြောမကောင်းတော့ပျော်တော့လည်းတောက်တာပဲတကားတို့ကြည့်အခုပျော်လုံးလို့တဲ့ဗျအဖော်ခေါ်လာကျုပ်တရားဝဲရှေ့ဆုံးကမျက်ထောင်းနေကြီးနဲ့ထိုင်ဘေးသားကြီးမှန်ရလားဆိုသူများကရိုးရိုးဖြစ်တယ်သူကမြေကြီးနဲ့နှစ်ဖူးနဲ့ထီကမှမာဗျာတော့ဖောက်ပြန်လာအော်ငါကအဖော်ပါလာပြီကိုနောက်တရားဟောမဖြစ်တော့အောင်ပြိတ္တာတရားလည်းအဲ့ဒီညကမတူခင်မဲနဲ့တူသွားပါတယ်ပြိတ္တာတရားဝဲသိမ့်ပြီးတော့နောက်ရက်ကြတော့သူများတွေကပြောယုံနေမှာကလေးတွေကပြောကြဝါတဲ့ညကတော့ကကြံဒီကံဆရာတို့တရားဟောတာသိကောင်းတာကွာ
ကောင်းပြီဒီကွာတဲ့အရင်တစ်ခေါက်ကလောက်မရှိပါဘူးတဲ့တရားတူတယ်တဲ့တောင်သူပြောတာမဟုတ်ပါဘူးဟိုနရဲပြောနေတာပါတူတယ်တဲ့တော်ရောပေါ်ကွာတယ်မင်းဟိုလူကြီးကတော်ဆိုးတဲ့လူကြီးကွာကိုမောင်ငွေဆိုတဲ့လူကြီးပေါ်ကွာတယ်မူးပြီးရှိကတောင်ပြောမြောက်ပြောနေဘုန်းကြီးကစိတ်ညစ်ပြီးမင်းသိမ့်သွားတာဗျာနောက်သူ့တွေ့တိုင်းလည်းကလေးတွေကပြောကြပြောဥမောင်ငွေညတော်ဆိုးတဲ့လူကြီးဗျာညတရားဝဲတဲ့ဝင်မုန်းတယ်ကလေးတွေပြောအဲ့ဒီတင်သူသတိတရားရနောက်ကျုပ်ဖယလှတရားဟောတော့သူလိုက်ပြီးတော့လှူပါတယ်ပြိဿပြီးတော့ဗျာတဲ့ရွှေမန်းတင်မောင်ဇတ်ထုတ်သွင်းထားတဲ့ငမှုအယူလို့ကလေးတွေဆိုတဲ့အတန်ကြားတယ်နားမဝင်ဘူးဗျအခုတပည့်တော်ကိုယ်တိုင်ကလေးတွေကခမားကြီးဗျာညတော်ဆိုးတဲ့လူကြီးတရားဝဲတဲ့ဝင်မှုနေအဲ့ဒီချိန်ခါမှာတပည့်တော်ကလည်းမတောက်သေးတဲ့အချိန်မို့ဖရတဲ့တောက်တဲ့အချိန်ဆိုရင်ကလေးတွေခေါင်းလျှောက်ခေါက်ချင်းခေါင်းတွေမှာမတောက်သေးတဲ့အချိန်ဆိုတော့တပည့်တော်တရိယာပြီးတော့ဗျာတဲ့အမနဲ့ရောက်ဖကိုဒီအရက်မတောက်ပဲလှူခြင်းပါတယ်ဆိုပြီးတပည့်တော်အရှင်ဘုရားထံလိုက်လာတာပါဗျာဟောဒီအရက်သမားတရားကိုဟောတိုင်းဟောသမျှအခါတိုင်းလှူသည်မဟုတ်တော့လည်းပဲအရက်သမား9ယောက်လောက်တော့ကျွတ်တန်းဝင်သွားပြီယုတ်ဒါကြောင့်အရက်သမားကြောင့်ပြောပြန်တို့လေအရက်တောက်တဲ့လူများကတို့စောင်းတယ်လို့ထင်တတ်တာဟာဒါဓမ္မရာပါပြိဿဓမ္မရာပါပြိဿသူတို့ကလည်းမူးလာတယ်လေကျုပ်ကမူးတဲ့အကြောင်းပြောတော့တို့စောင်းတယ်ထင်တာပေါ့စောင်းနဲ့ထင်လို့ကျုပ်ထုံလောကလလာလို့လေကျုပ်ကသီးခံတယ်ကျုပ်မေတ္တာတရားနဲ့ဆိုတော့နောက်ပိုင်းလည်းသူတို့ကျွတ်တန်းဝင်နေတာပေါ့တဏှာလို့ပြောတာပါတကားတို့ဒီအရေတောက်တာကျွတ်တို့ကခင်ဗျားတို့မတထာလို့ပြောနေတာမဟုတ်ပါဟောဒီအရေလွှမ်းမိုးရင်ကျုပ်ပြောလိုက်မယ်တိုင်းပြည်တောင်ပြက်တဲ့ရုပ်ကျန်ကန်ထင်ရှားရှိပါတယ်ဒါပေမဲ့အဲ့ဒါတွေသိထုတ်ဖော်ပြီးတော့ဟောနေမယ်ဆိုရင်ရှည်လျားမှာဆိုရှင်းလို့ခင်လို့ယူထားတဲ့မယားကိုကျွေးလိုက်နွားရရိုက်တာလေဒီအရေးပဲဗျဒီထဲကသူတို့ကရဲစည်းတင်တာလို့ပြောကြဟုတ်တော့ဟုတ်သားပဲဘယ်တော့မှတနှောက်နဲ့မထူရဲတဲ့အမေကိုတနှောက်နဲ့ထူရဲဒီအရေးအဖေကငါမသားကြီးလို့ဆင်းရဲတာဒီအရေးဒီမဲ့အိမ်နီးနားချင်းနဲ့မအိပ်ရအောင်စိတ်မချမ်းသာအောင်ဆူးပူးနေတာဒီအရေးဗျအဲဘလောက်ဆိုးတဲ့ချင်းဘုန်းကြီးနဲ့တွေ့ပြန်တော့လေခွန်းနေကလို့ဟဲ့ဘုန်းကြီးလူကဖြစ်တာကွာဆိုတာလေဒီအရေးပဲကျွတ်တို့တော်ရီများကြားရအိုးတမဝါယံဝလူကြီးကသူ့ဆွေမျိုးကပြရဟဲ့အဲ့ဒီလူကြီးငါဘာထင်လဲကွာဆိုတာလေဒီအရေးပဲပြိဿရဲ့လူကြီးတွေကလော်ဆဲတာလေဒီအရေးပဲတိုင်းပြည်အုပ်ချုပ်တဲ့တရားနာပြိဿရဲအရာရှိများလည်းပဲတိုင်းရေးပြည်ရာမလုပ်ရပဲနဲ့ဒီအမှုသမားလိုက်ပြီးဖြည့်ရှင်းနေရတာနဲ့တိုင်းပြည်အတွက်ကျေးဇူးတစ်စက်မှမရှိတာလေဒီအရေးပဲဒါတော့တဏှာလုံးလို့ဘုန်းကြီးတို့ကပြောနေတာကံ၅ပါးလုံးပြတ်တတ်ပါတယ်ပြိဿဘယ်လိုမှအောင်းမေးလို့မဟုတ်ပါဘူးမကထာလို့မဟုတ်ပါဘူးဘုန်းကြီးတို့ပြောတာကသူတို့တောက်တာကိုဘုန်းကြီးကကြည်ဘူးတဲ့ဩငါတို့ကအရာကရှိလို့များတောက်သလားအောင်းမေးရှိတော့ပါဘူးတကွန်းလောက်တောက်လိုက်ညနာကြီးမဲရှုံမြစ်ကနေထိုးလိုက်ဒါကြောင့်ပဲကြီးလှော်နေလားချင်းပတ်ကလေးလားမသိဘူးကောက်သွားလိုက်သမင်းဟုတ်တိပတ္တိမစားတော့ဘူးသမင်းဟုတ်တိပတ္တိမစားတော့ဘူးသမင်းစားလိုက်လို့ရှိရင်နဲ့တောက်မဖြစ်ဘူးတဲ့တောက်မဖြစ်မှစိုးရိမ်တာနဲ့ကိုသမင်းလျှော့စားသမင်းစားပြီးမှတောက်လဲအာနာကိုဗျဒါကြောင့်တရားနာပြေးတာတကွန်းလောက်တောက်လိုက်မျက်နှာကြီးမဲ့ပြစ်ကနေထွေးလိုက်ကျွတ်တူကစဉ်းစားတယ်ဩအရသာရှိလို့တောက်တယ်အောင်မေ့တကားဒီပါဇတ်ထဲအတွန်းအခါရခက်ရှာတယ်တတွေးတောင်ရိုးရိုးမထွေးဘူးထွေးပုံကြည့်လေကြွားအခိုးတွေအနေခက်လို့မှုတ်ထုတ်တာချွားအတော်ဒုက္ခရောက်တာပါဗျာ
မဒီထဲသူတို့ကသချင်းလေးနဲ့ဗျနဂါရဲ့ချုံရသောမုံကလုံးစို့ပါလို့ဟိုဒါပါပြောတာနဂါဆိုတာထမ်းမင်ပြောတာကလုံးဆိုတာလေထနုတ်ကကြတဲ့ထမ်းရည်ကိုစွတ်ပြီးခံထားတဲ့အိုးကိုပြောတာမြူအိုးကလုံးနဲ့ဗျနဂါရဲ့ချုံရသောမုံကလုံးစို့ပါလို့ပင်တို့ရဲ့ထူတော့လိုက်ရင်ချောမြို့လေးပင်မောဘောက်ကမီးတောင်တဲ့မီးတောင်မှာတော့လောင်လုံးရှိတာတချင်းဒီသချင်းသူတို့ကအရာကတွေ့ပြီးဆိုကြပြန်တယ်ဒီတဲ့ပေါက်တာစားတာတောင်တရားနာပိဋကကြည်လေပြောကြတယ်တခွက်တောက်တော့ဇရက်စည်းစိမ်ဆိုတာစကားများလားကြလူနဲ့တဖက်သားစိတ်ဆင်းရဲအောင်အလွန်ပြောတယ်ဇရက်စည်းစိမ်ခေါ်ကြတဲ့ကွာကြည်လေဟဲ့ကောင်းကုန်မပြီးတော့မပြီးတော့ဘူးလေဟိုအချိန်ကပါလာတကယ်ချင်းလေလာတော့ကွာမပြီးတော့ကွာမင်းမူးနေတော့ငါမပြောချင်ဘူးကွာငါစိတ်ဆင်းရဲတယ်ကွာမောပါဘူးကွာအဲကောင်မင်းဒီမှာငါအပေါင်းစင်းမလို့ရှင်အားလေးရှက်လေးမောပါဘူးကွာအဲကောင်တကယ်ချင်းဒီမှာမင်းငါမင်းအပေါင်းစင်းမလို့ရှင်လို့လားအဲကောင်တကယ်ချင်းလမ်းမှာကွာဒီမှာနောက်ပိုင်းဘာမှမသိတော့ရန်ရွက်ပြီးတော့တစ်ဖက်သားစိတ်ချင်းအောင်ပြောတယ်ဇရက်စည်းစိမ်နဲ့ပြုတ်နှစ်ခွက်တော့မွေဟောက်စည်းစိမ်နဲ့ဗျသူများစော်ကားလာမွေဟောက်ကြီးပပြင်းထောင်တယ်လို့ပေါ့ကြည်တာကစဂျူကြည့်စကားပြောလိုက်နားထဲမချမ်းသာဟဲ့ကမင်းဘောင်းမိုက်ဒီကစအိုင်ဒုကိယချဲလင်းတွေလို့လာသူများစော်ကားလာတာလေမွေဟောက်စည်းစိမ်မြတ်သုံးခွက်တော့ကာလနဂါစည်းစိမ်နဲ့ဗျရေလောင်းပြီးစိုက်ကားနဲ့တင်ပို့လျာမလှုပ်တော့ငါသူလိုစည်းစိမ်ပြီးတော့တရားနာပိဋကကြီးညကတောက်တန်သိမ့်များပြီးတော့ခေါင်းအနောက်မပြေလို့လေမနဲ့ကြတော့အိမ်မောက်ထားမှိုင်းနေလို့စည်းစိမ်တစ်ခုတိုးလာတယ်လက်ဓာစည်းစိမ်ကျင့်ဖမှန်စည်းစိမ်ဒါကြောင့်တကယ်သလားလို့ဘုန်းကြီးတို့ပြောတော့လည်းပဲဒီအရေးလေးဝင်လာရင်တော့တို့စောင်းတယ်လို့ထင်တတ်တာဓမ္မရာပါပိဋကကြည့်တရားနာပိဋကခုတန်တတိကြီးတန်တတိကထွက်သွားတာနော်ရူပဝိလာသကရူပစေရသာယုတ္တမူအားလေးရှာလေးကြီးနဲ့ဝန္တိသာရကုဏပိဒာဒီနမသုလာရူဝါထွက်ကုန်တယ်ပြိဿအတန်မပြီးတော့မြတ်စွာဘုရားတတိတော်အာဇီမှုတဲ့သိခံတော်မူပါဘုရားဘောဘုရားလျှောက်လက်အုပ်ချီရှောက်လိုက်တော့ဘုရားကုတော်မြတ်ကတန်တတိရဲ့သမားကြီးကြည့်ပြီးတော့ပြုံးတယ်ပြိဿကြီးဘုရားကုတော်မြတ်ဘယ်လိုပြုတော်မူလို့ပြုံးတော်မူတယ်ဘာလို့ပြုံးပါလဲမဖြေပါနဲ့မြေသားတစ်ခါဟောတယ်တခါသောဘာလို့ပြုံးပါလဲဆိုမလားကရည်ချင်းလို့မလေးဒီပညာရှိမျိုးများသိရင်နံလိုက်မဲ့ပုတ်စောလို့တို့ဖယားဘာလို့ပြုံးတာတော့ဆိုရည်ချင်းလို့တယ်ဗျအဲရှိစေတော့လေဘုရားကိုယ်တော်မြတ်ပြုံးပြီဗျပြုံးတော်မူတော့ညီတော်အနန္ဒာကရှောက်မြတ်စွာဘုရားရဲ့သမားကြီးကြည့်ပြီးတော့ဘယ်နဲ့ကြောင့်ပြုံးတော်မူတာလဲဘုရားပြီးတော့အနန္ဒာတဲ့ဒီကောင်ကြီးဒီနေ့သိမ့်မူးနေတယ်မို့လားတဲ့မူးနေတဲ့ကောင်ကြီးဒီကနေ့ငါဘုရားထံရောက်ပြီးတော့လေအာသဝကုံခံယဟန္တာဖြစ်၍ဒီကနေ့ဘယ်လျင်ကောင်းကင်မှာပြိဋိနိဗ္ဗာန်စံတေဇောဓာတ်လောင်ပြီးတော့
အာသဝကုန်ခံယဟန္တာပြိနိဗ္ဗာန်စံပွဲနဲ့တကွသူဒီနိဗ္ဗာန်ကူးလိမ့်မယ်ချစ်တာဗျာဒီစကားကြားသူပြုအဲ့ဒီယဟန္တာဖြစ်လိမ့်မယ်လို့အယက်သမားကြီးဘုရားကိုယ်တော်မြတ်ဗျာဒီစကားကြားတော့ဒိဋ္ဌိတွေကကြားပြီပြုဒိဋ္ဌိတွေကကြားတော့စကားဖြစ်ကြဟေးဘယ်နဲ့လဲကွာခေါရမကသူရမေရရသိခါဘူးသူပဲအရင်မတော့ဘူးခေါ်တယ်ကွာအခုသူပဲရဲ့သမားကြီးယဟန္တာဖြစ်လိမ့်မယ်လေရှေ့စကားနောက်စကားမညီဘူးအယုံကြည်မရှိဒီဆိုတို့တင်သွင်းအယုံကြည်မရှိဆိုတော့နိုင်ငံရေးစကားနဲ့ရောတယ်မအောင်မင်းနဲ့ခေတ်သဘောနဲ့နားလည်အောင်ပြောရတယ်ကျွတ်တို့ကနိုင်ငံရေးဆိုသတင်းစာတောင်သိကြည့်တာမဟုတ်နိုင်ငံရေးခေတ်တုန်းကနိုင်ငံရေးကသိသုံးလင်မယားရံဖြစ်တာတော့နိုင်ငံရေးနဲ့ယုံလားလင်ကမရနိုင်ငံရေးနဲ့လှမ်းပြောလိုက်နင်းကချင်းရရပြောတာနိုင်ငံရေးခေတ်တုန်းကမယားကလည်းနိုင်ငံရေးနဲ့အားရမခံပြန်ရန်ထောင်းတယ်ဟဲ့ငါသဘောတရားအရမခံဘူးနော်ဒါတော့ကျွတ်တို့တိုင်းပြည်လည်းဖိတ်ဆိုင်ထိုင်ပြီးစပကသဘွားတလစနဲ့ကြားလို့ကြီး33လုံးလည်းမလောက်ဘူးတော်ပါသေးရဲ့အခုတော့ဒါတွေငြိမ်းသွားလို့နိုင်ငံရေးဘယုဒုက္ခအလုတ်တွေပြုတ်သွားတော့ကျွတ်တို့တိုင်းပြည်ကြီးအေးချမ်းသာယာစွာပေါ့ဗျာအခုချိန်ဆင်ပြေးနေသေးတာပေါ့အရင်တော့ကများရှုပ်လိုက်တာအကွဲကွဲအစိတ်စိတ်အမွှားမွှားနဲ့ဒါကြောင့်နိုင်ငံရေးခေတ်တုန်းကနိုင်ငံရေးစကားသုံးပုံလေးကျုပ်တို့ကဆက်လင်းလို့ထည့်ပြောမိပါတယ်ပြိဿအယုံကြည်မရှိกว่าဒီဆိုတော့တည်းသွင်းမူသာဝါဒနဲ့ဆွဆွဲမယ်ကွာဒီလိုကိုဗျဒိဋ္ဌိတွေကစကားဖြစ်ကြဖယားကုတော်မြတ်ကြီးကလည်းဗျာဒီစကားကြားပြီးတော့ဆွန့်ခံရကပြန်အကြွတန်တတိကြီးကလည်းမြစ်စေရေချိုးအသွားသူ့အတွက်နန်းတော်မှာစောင့်စားပြီးတော့နေလိုက်တာကအငိမ့်မင်းသမီးလေးကိုဗျရှင်မင်းတန်တတိကြီးအတွက်အငိမ့်မင်းသမီးကလေးတယောက်ပါလာအဲ့ဒီလိုအငိမ့်မင်းသမီးကလေးတယောက်ပါလာတော့တန်တတိကြီးမြစ်စိတ်ကရေချိုးပြန်ရေချိုးပြီးပြန်အသွားတရားနာပြီးတာဥယျာဉ်ထဲကလေအငိမ့်မင်းသမီးလေးစောင့်တန်တတိကြီးရှောက်ရှာတဲ့ပေါ့ရှာမစီမတွေ့ဘူးပြိဿဟိုကပုံးနေအခုမတွေ့ပေသည်တွေ့မှာပြိဿဘာလို့တွေ့မှာတော့မတွေ့အောင်ပုံးတာမှမဟုတ်ပဲနဲ့ပြဿနာမင်းသားနဲ့မင်းသမီးတွေကြည်ဘူးကြမှာမို့မြုံမလားလေပန်းချံနဲ့ပြဿနာမင်းသားနဲ့မင်းသမီးထွက်အလားမင်းသမီးကပုံနေတော့မင်းသားကရှောက်ရှာတော့မတွေ့ဘူးမတွေ့တော့ခေါင်းကလေးလက်နဲ့ကုပ်ပြီးပြန်နာကောင်းနဲ့ချိန်ထားတာမလာဘူးဆိုတော့ဟိုကအမလေးအဲ့ဒီကြတော့ပုံနေရကနေမြင်အောင်လေးဖြတ်ပြီးတော့ပြေးအဲ့ဒီမှာထလိုက်တာပေါ့မမြင်အောင်ပုံးတာမှမဟုတ်ဘဲနဲ့အမှန်တော့ကြည်စားတာပေါ့ဗျာခင်ဗျားတို့ကဒီစကားတွေပြောတော့ဒီဘုန်းကြီးပြက်ဆက်ကြည့်ဘူးတယ်အောင်မေးမအောင်မေးနဲ့ကြည့်တယ်အကူမကြည့်သူများဘယ်ပြောဖြစ်လေကြည့်တရားနာပြေးစားအငိမ့်မင်းသမီးလေးစောင့်တယ်ဗျစောင့်တော့အငိမ့်မင်းသမီးလေးမင်းဘယ်ရောက်နေပါလိမ့်ကိုယ်အငိမ့်မင်းသမီးလေးရဲ့စောင့်ကြည့်တွေ့ဘူးမတွေ့တော့အလေးတန်တတိကြီးတနာသွားတယ်အငိမ့်မင်းသမီးလေးကတနာတော့ပန်းကုံလေးနာကပုံနေရကနေဖြတ်ကနေထမ်းအပြီးလိုက်ဟောတွေ့ပြီတွေ့ပါဟဲ့လို့တန်တတိနောက်ကလိုက်ပြေးရင်လိုက်ရင်နဲ့တရားနာပြီးတာလက်ကလေးလှမ်းဆွဲလိုက်ဖတ်ဆိုရင်ဝင်နဲ့ရောက်ရောက်သွားပြီစောင့်နေတာကြာမလားကွယ်တန်တတိကအငိမ့်သမားလေးကလည်းလာမလားမောင်ရဲ့ဟိုကလည်းလာပြီးခင်ရလာမလားပြဿနာတဲ့ထွက်နေတယ်လို့ပေါ့ကွာပြဿနာတော့ကြည်ဘူးကြမှာပါဘေးသားကြီးကြည်ဘူးတယ်မဟုတ်လားပြဿနာဆိုတာဘာလို့တာ
ဇာဆိုတာရှင်းရှင်းပြောရရင်တို့ပြဇာဟုတ်တယ်ပြတဲ့ဇာကတာမဟုတ်ဘူးကတာမဟုတ်ဘူးဟေ့ရှိတဲ့အဝတ်အစားလေးကုံအောင်လဲအလှပပြင်ပြီးအောက်ကလူတွေမကြည့်ကြည့်အောင်ထွက်ပြတာပဲကွာကားလေးဒီဘက်ကထွက်လာဟိုဘက်ဝင်သွားတယ်ဟိုဘက်ကထွက်လာဒီဘက်ဝင်သွားတယ်တော်ကြကားလေးကြီးဘီးကနေဆွဲလိုက်ထွက်လာလိုက်တော်ကြဒူးကနေဆိုဝင်သွားလိုက်ဒါအောက်ကလူချင်းမျက်တောင်ခါမျက်တောင်မခါဘူးကြည့်ကြတယ်လေကြည့်နေတော့ပြဿနာမင်းသားကမင်းသမီးလက်ကလေးဆွဲပြီးတော့ထွက်လာအဲမင်းသားကဘာပြောရင်တခါပြောဘူးပါမြတ်တို့မပြောကျုပ်ပြောအောင်အချင်းဆိုတဲ့ပြဿနာများရဲ့ဒီကစတာဘယ်ကမှမစမြတ်တို့လောကကြီးလဲစဉ်းစားကြည့်ဘယ်ကစတော့ဒီကစဒီအချစ်ကစနေကြတဲ့ကနိဗ္ဗာန်မတောင်းတဲ့အာညောင်းနိဗ္ဗာန်တကယ်လိုချင်ရင်တော့ဒီထက်အသက်ကြီးတဲ့အဖိုးကြီးဖွားကြီးတွေကြုတ်ပြောလိုက်မယ်အသက်ကြီးပြီးရှော့ကြမဟုတ်တာတကယ်နိဗ္ဗာန်ရနိုင်တဲ့တရားပြောနေတာလူငယ်တွေတော့ပြောလို့ဖြစ်သေးဘူးသူတို့ရွယ်ငယ်သေးတယ်ဖိုးကြီးဖွားကြီးတွေတာစားတာပေါ့ဗျာဒီအချစ်ကစရင်နိဗ္ဗာန်မရအချစ်ဆိုတဲ့ပြဿနာများရဲ့လက်ကလေးဆွဲလို့ကတာလည်းမဟုတ်ဆန်းကျင်ပါပြီတဲ့အမဲဆွဲတဲ့တာဟိုဘက်ရောက်သွားဗျာဒါအောက်ကလူချင်းမျက်တောင်မခေါင်မျက်လုံးကြီးပြူဒီထက်မင်းသမီးကအားကြမခံပြန်ပြောကိုတို့ယောက်ျားဖောက်ပြားတတ်တယ်ယုံနိုင်မှာဘူးကိုယ်ဟိုဘက်ရောက်သွားပြန်ဆွဲလှဲ့ဒီထဲအောက်ကပါဇာကြီးတွေဟာလို့ချင်းဝင်မှမကြောက်ဘူးဓာတ်ခိုင်းတာလေမဲနေအောက်ကဖြစ်နေကြပုံနေအစောပြန်ဒူးတွေထောက်လို့ရှေ့ကလူကခေါင်းကွယ်တော့အမလေးဒီကောင်းကြီးကမကျေနပ်နေတာလေဒါကြောင့်တရားနာပိဋကကြီးလူချင်းခမည်းတော်ကြည့်အောင်တမင်တက်ထွက်ပြီးတော့ပြရဇတ်မို့သူပြဇတ်လို့ခေါ်တယ်။ဒါကြည့်တရားနာပိဋကကြီးတန်တတိဘယေစောင့်နေတာကြာဖို့ရွှေတဲ့တိုင်းဖော်ရုံးကကြိုးလှူပါဖို့အငိမ့်မင်းသမီးဆိုတော့အငိမ့်မင်းသမီးရဲ့အပလီအပလာတွတိတွတာအခရာရီနဲ့ပေါ့လေကြောက်ချာကြီးဘောကနေပြီးမျက်တော်မခောက်ဖဲကြည့်နေတဲ့တန်တတိကြီးပြောတော့ဆက်ဒူးကလေးကိုကိုယ်ကလက်ကလေးကိုဆန်းကမျက်စာကလေးကိုချီကကျမသဘင်တယ်မို့ကရပြီတော့မာဆိုပြီးကြိုက်တာကိုယ်နေတာပဲပိဋကကြီးကမလားပိဋကကြီးငိမ့်သမားလေးအငိမ့်သမားလေးကတော့မျက်တောင်မခတ်ဘူးပိဋကကြီးတန်တတိကြီးအမလေးလှလိုက်လေချင်းလှလိုက်တဲ့အငိမ့်သမားလေးရာဇပလင်မောတင်ပြီးတော့မင်းနဲ့အတူတကွာပျော်လိုက်စမ်းချင်ရဲ့အခုအချိန်ကစပြီးတော့ရှင်ဘရင်ဖြစ်လာတဲ့အထိပေါ့လေတရားနာပိဋကဘယင်ကလည်းဖြစ်လို့ဘယင်ဘဝအငိမ့်သမားလေးနဲ့ဥယျာဉ်နဲ့ပျော်ပြီးတော့နေကြိုက်ကိုကအာဘာရကလိုက်တာကိုပိဋကဒီထဲတန်တတိဘယင်ကြီးပျော်တော့ဆက်ချင်လို့6ရက်တိတိအစာလျှော့စားတာဟာတန်တတိပြူးသွားတယ်မျက်လုံးအမလေးကြည်သာဖောင်းနေသမားတွေကမကြည့်ရပါဘူးလည်းပဲအောက်လက်ကလေးရှိုးမျက်နှာလေးပေါင်ပေါ်တင်ပြီးတော့အလေးတော်ဟာလေမင်းဘယ်လိုဖြစ်ရတာလို့အမလေးစောဆွေပြန်ပြီးတော့ငါမကြည့်ရပါလားကွယ်အငိမ့်သမားလေးရဲ့ဝိထားတန်တတိဘရဲ့တန်တတိဘရဲ့ညီပြောတော့ဆက်ချင်လို့6ရက်တိတိအစာလျှော့စားထားအခုတော့လေဘဝင်လေးဟဲ့လို့မတ်တကလည်းဟမလေးအငိမ့်သမားလေးတေဝဲဝင်ရတော့မဲ့တန်တတိဘရဲ့ညီရဲ့ဟေးမသေးရဘူးမသေးရဘူး
Amali mimani ne mamatiya babu ngabaye miyoga pyok ong kume. Peda ji matu matiya bu solo phaya hore anisa ga lekha ma mala ya. Lem khan bu ya. Da bo ya tachu matiya bu ne khmya do lu pi khaw kne theda tpyong ji. Oh saya won khaw pi sebe nalong tho pyauk yo bo de. ဒီလိုနဲ့သိကြတာဒီအများကြီးဒီထဲတချို့အယူလွဲတဲ့ဟာတွေကြတော့ကလေးနေမကောင်းတာကလေးရမခတ်ဘူးခေါင်းရင်တောင်းချိတ်ထားတဲ့အုံကြီးကြောင့်ဒီသွားရက်ခတ်ရတောင်ရိုးရှိကြီးနဲ့အမေမွေးသမီးကံကျေသူခမရတို့အစွဲလန်းနေပြောပါတယ်ကြည့်တော့တရားနာပြိဿခု တန်တတိပယင်ကြီးမသေးရဘူးပွေထားပေမဲ့လို့ခလေးမလေးအပြင်းကလာလုတ်တဲ့ယောဂမဟုတ်အတွင်းကဗျလေသင်နှုတ်ခတ်ဝါတမှုခဆိုတဲ့မူကြီးကြိုက်လေမွေကြိုက်တယ်ဗျဒါကြောင့်မဟာဘုတ်၄ပါးကိုမူကြီး၄စင်းလို့ဖျားဟောတာဘောပြိဿကြည့်တော့ခုလေမွေကြိုက်တောင်တန်းများကြတော့မြန်မြန်အသက်ထွက်တတ်ပါ မင်းမွေကြိုက်တဲ့လူကြဘယ်လိုဖြစ်တုံတေစောနေမကောင်းတဲ့လူစမ်းကြီးဟဲမိကကြီးကြလို့ချစ်ကိုတောင်းလို့ပူးတာဟောအဲ့ဒါမင်းမွေကြိုက်တယ်မြေမွေကြိုက်တဲ့လူကြတော့ဘယ်လိုဖြစ်စားသမျှအစာမကြေဘူးပြိဿကြီးတောင်တလင်းတင်းကြီးဘိုက်ထဲတက်ကြီးရှူထားတယ်အဲ့ဒါပထဝီပြမြေမွေကြိုက်ရေမွေကြိုက်တဲ့လူကြတော့တရားနာပြိဿကြီးထမင်းမစားဘဲနဲ့ဝါ သမင်းမစားဘဲနဲ့မောဝရတယ်ဆိုတာနဲ့ရေမွေသွားအကြိုက်ခံမနေနဲ့ဆန်စေးကြီးတာနဲ့အတော်ပဲလို့မလုံးနဲ့ရောင်နာပြောတာကလဖော့ရဲ့ရှာကျွေးဖို့သာစိတ်ကူးတော့ရေမွေကြိုက်တာလေအာဘောတွေပြည့်လာအလိုလိုဝလာကြိတ်အခုအဲ့ဒီထဲကလေမွေပြဝတ္တမှုခတ်ဆိုတဲ့မွေကြီးကြိုက်ပြီးတန်တတိပဲရေမနေရဆိုပါဘူး Somebody, I need somebody to see that on my baby. Yin Twain, Thunder Tita, up with Tadum, young Nesuli, and you know, live. Yellow, a chin lana. In a chini do. Thunder Tita, and you know, Mali. Money, Harova, ooh, and you know, Mali. anh ấy nó mà cái đi vào nhà cái nhà nó sẽ cái lý lẽ cho khóc cái này anh ấy sai dòng rồi chứ anh ấy nó mà lý lẽ tiêu tan tật tỷ gì à muốn để dòng giá đi phải dòng cũng không đi anh ấy nó mà lý sao các sinh viên này khó luôn mấy nhà rồi mà Amali mamno tandati khore, hori tandati bayi khoro, ure thuba onola, anyi namali, min kabong sobong tuti tuta pali pala biomong ne, ngam yesire nare ngam thatto bala, phip yesanya sa chamu myoyi, ngomalo bio, tandati. ဒါဝတိခင်ဗျားတို့ပြောထားအောင်မငိုတယ်ဆိုတာအတိတ်နဲ့သာငိုရတယ်နော်ပြစ္ဆုတ်ပံငိုမရဘူးဗျဘယ်သာဒီပြစ္ဆုတ်ပံငိုရရဲ့လားမရဘူးဗျပြစ္ဆုတ်ပံဆိုတာနားထောင်ကြည့်ဟောတောက်ခေါင်းလိုက်ရှိသေးလားအဲ့ဒီသာဟိုဘယ်သာကြီးရှိသေးလားပြောအောင်ဘယ်လိုမေးမင်းပြောအဲ့နဲ့ခင်ဗျားတို့တော့ပျောက်တာပဲဗျတောက်ဆူရုံးလေးပဲပြစ္ဆုတ်ပံဆက်ဆက်ကပြီးတော့ပျောက်သွားတာပဲနန္ဒကအလွန်လင်းမြန်နေတော့မျက်စိတမိတ်လျက်တပြည့်အတွင်းမှာဂရေတသိန်းကျော်ဖြစ်ပြီးတော့ပြက်ကြသည်မှတ်ထားသိကြကဲမျက်စိသွားကြည့်ဗျမျက်လုံးလေးဖွင့်ကြည့်ဟာရေရီစီးတာဟာစီးတာဟာနောက်မျက်စိလေးမှိတ်ပြန်ဖွင့်ဟာရေရီဟာမိတ်ပြန်ဖွင့်ဟာရေရီဟာ
ခမည်းတော်ဒီရေပဲထင်ပြီးမယ်လို့မဟုတ်ဘူးနော်နရီတော်တော်ဝိယမြင့်ရဲ့အရင်ကတော့စီးနေတာပဲစီးနေတာကိုစီးတဲ့သဘာဝပေါ်မှာညံကမဆိုင်လိုက်ရင်ဟာကြီးဒီဟာဒီရေပဲလို့ထင်ပေမဲ့လို့အရင်ရေပြောင်းနောက်ရေရောက်အရင်ရေပြောင်းနောက်ရေရောက်ဗဇက်ကပြောတာကြားသဗျာသူတို့စီးတာမြန်လဲဗျကောင်းကင်မော့ကြီးဝင်းနဲ့ရှက်သီးပြမော့ကြီးကြည့်လက်ဖြောက်တစ်ခါကြီးရှက်သီးတစ်ခါပြမျက်စိတစ်ခါမိတ်အဲ့ဒီလိုအချိန်ကလေးမှာဂရီတသိန်းကျော်ဖြစ်ပြီးပြတ်တတ်တဲ့နံသက်တွေဟာအင်မတန်မြန်ပါသဖြင့်ခမည်းတော်ကျွတ်တို့လုတ်တဲ့လောကကြီးမှာပူဆွေးပြီးတော့ငိုးနေကြတဲ့လူတွေဟာအတိတ်နဲ့သာငိုလို့ရတယ်နော်မြင်မလားဗျတချို့မိန်းမတွေအတိတ်နဲ့ငိုလင်းသေးတော့အလောင်းသားမွေးစီလေးလက်ဖနှောင်းနဲ့ထောက်သူရှိတော့ငါတဲ့သူရှိတော့ငါဆိုတာဘာအတိတ်ဗျမသေးခင်တော့ငါအခုရှိဘူးသေပြီလွန်ခဲ့ပြီရှိတော့ငါဆိုတာမသေးခင်ကအခုသေပြီအတိတ်သူရှိတော့ငါဘယ်လိုပြောသွားရှာအမလေးမလို့အမတနောက်ပိုင်းတက်ရင်နှိပ်ဖို့သာကြံတော့အတိတ်နဲ့ပဲငိုရတယ်ပြည်သားပြစ္ဆုတ်ပံငိုမရဘူးကြည့်အခုတန်တတိငိုတော့မယ်အတိတ်နဲ့ဖြစ်ပြသမျှအကြောင်းကိုမျှော်ရည်ရှိခဲကြိတ်ခဲတဲ့လက်စာဟောင်းတွေပေါ်လာကြီးရဲ့ဒါပါတော့အတိတ်ဗျအတိတ်ကိုတော့မှချစ်ခဲကြိတ်ခဲတဲ့လက်စာဟောင်းနဲ့အခုသေးပြီးမလောက်တော့ဘူးအတိတ်နဲ့ပဲငိုနေတယ်ပြည်သားရှိခဲကြိတ်ခဲတဲ့လက်စာဟောင်းတွေပေါ်လာကြီးရဲ့အသိနမကလေးရဲ့ဆိုတာဒီပေါ့ဗျာငိုပြီးဗျအပိကနဲ့တကလေးကျော်တန်သူရဲ့အတိတ်နော်ပြီးရဝဆန်နှစ်တတုံးမကလားရှေ့ရမဆုံးပါဟဲ့မြတ်တည်းတီလောက်ပါရဲ့ဟဲ့ကကြည်တယ်မကလေးဆိုတာအတိတ်ဗျပိဿကြီးအတိတ်ပြစ္ဆုတ်ပံငိုရရဲ့လားပိဿကြီးငိုလို့မရဘူးနော်ခမည်းတော်အတိတ်ပြန်လှည့်နေတာမြုံလာတချို့မင်္ဂလာဆောင်တို့အလှူတို့လိုက်သွားမလေးဘသူမင်္ဂလာဆောင်တို့ကဝက်သားတို့ညဖြင့်ဒူးလောက်ရှိဒါပါတို့ဘိုးတော်ကစားခဲ့တာအခုလည်းဘာမှအရသာမရှိအတိတ်ဒီထဲတချို့ကအနာကမျောလိုက်သည်အမလီဘသူမင်္ဂလာဆောင်ကြဘာကျွေးမာတဲ့အဲ့ဒီကြကြိတ်လိုက်ရအနာကပဲတတိတ်နဲ့အနာကလှည့်နေတာပြစ္ဆုတ်ပံကဖြောက်ပြောက်ဗဇက်ပြောတာကြာရဗျဂရီတသိမ့်ကျော်မျက်စိတမိတ်ဖြစ်ပြီးပြတ်တဲ့ဆိုတဲ့ကနံတဲ့အင်မတန်မြတ်မှသဖြင့်ခမည်းတော်တို့အတိတ်ပဲလှည့်တယ်အနာကပဲမျောတယ်ပြစ္ဆုတ်ပံမှာညံနဲ့တဲ့တယ်မထိုင်နိုင်ရင်ခမည်းတော်တို့နိဗ္ဗာန်ရဖို့ခဲရမှာလေဗျာမှန်ရလားပြိဿကြီးကဲကြည့်ခုငိုလိုက်တာအငိမ့်သမားလေးနဲ့ငိုရင်နဲ့သမလေးငါဝင်နဲ့အသေးရမိတွေတောက်ကုန်ပြီဒီအပူမီပြောက်အောင်ဘယ်သူညှိနိုင်မှာမလို့ဒီအပူမီတွေပြောက်အောင်ဘယ်သူလားလို့ညှိနိုင်မှာမလို့နဲ့ပိဋကကြီးဒုက္ခဖြစ်လာတဲ့တတ္တဝါတို့ဒီထိုဒုက္ခမှာလွတ်ကြောင်းတရားကိုရှာစမြဲကိုဒီဒုက္ခလွတ်ကြောင်းတရားကဲသူရှာလိုက်တော့ငါမျက်စိရေကျိုးသွားတော့မှဖယားနဲ့တွေ့ပါလားငါအပူပြောက်အောင်ဖြင့်ဘုရားထံအရောက်သွားကဒီအပူပဲအေးတော့မှာပဲလို့ဟောတရားနာပိဋကဘုရားထံပြေးပါဗျာဘုရားထံရောက်တော့ဘုရားကိုရောမြတ်လက်အိုချီမိုရှိခိုးကြတော့လို့မြတ်စွာဘုရားတပည့်တော်တို့ခံရည်ကြတော်မူပါဗျာဟဲ့တန်တတိမင်းဘယ်လိုဖြစ်လာတာတို့တပည့်တော်အင်မတန်ချစ်တဲ့တပည့်တော်အင်မတန်မြတ်နိုးတဲ့
မှန်လားပါဗျာအင်မတန်ချောအင်မတန်လှတဲ့အငိမ့်သမားလေးမရှိတော့ဘူးသေပြီဗျာသူမရှိတော့လို့တပည့်တော်အဖေါ်ကင်းပြီဗျာလို့ရှောက်လိုက်တော့ဗျာကိုတော်မြတ်ကပါဠိလိုလှမ်းပြောမျိုးဟေးတဏ္ဍတိနားထောင်ွယ်ယံပုပ္ပိတံဝိသောရိဟိပစ္ဆာတိမဟုကိစ္စနာမေဇေစေနောကဟိတတိဥပါသံတောစရိတတိပါဠိလိုပြောလိုက်တယ်လို့အဲတဏ္ဍတိနားထောင်ွယ်ယံပုပ္ပိတံဝိသောရိဟိမင်းအတိတ်ကိုလှဲ့နေလေတဲ့အတိတ်ဆိုတာဘာလဲလွန်ခဲ့တာလေဘာတွေလွန်ခဲ့တာလဲမင်းအငိမ့်သမားလေးမသေးခင်တုန်းကကာရာတွေခုံနာတွေဆိုတာတွေမသေးခင်တုန်းကမင်းမြင်ခဲ့တာအခုသေးနေတော့လွန်ခဲ့ပြီကွအဲ့ဒီလွန်ခဲ့တဲ့မြင်လို့မရတော့တဲ့ကြားလို့မရတော့တဲ့အရင်တုန်းကကြားဘူးတာမြင်ဘူးတာတွေမင်းပြန်ပြီးတော့စမြုံပြန်နေလို့မင်းဒီအပူတော့ကတွေရောက်နေတာဟဲ့ဒါကြောင့်ယံပုပ္ပေတံဝိသောရိဟိမင်းအတိတ်ကအတူတကွနေခဲ့ထိုင်ခဲ့တာတွေကိုပြန်စမြုံပြန်နေတဲ့အတိတ်ကိုဆွဲလန်းနေတဲ့အာလယာကြီးမင်းဖြတ်လိုက်ပါတော့လားတန္တတိပစ္ဆာတေမဟုကိစ္စနာနားထောင်ဟိမိစိတ်ထဲမှာလေအိုးအငိမ့်သမားလေးတည်သွားလို့သာပေါ့အငိမ့်သမားလေးမရှိတော့လို့သာပေါ့အငိမ့်သမားလေးကမသေးလို့ရှိရင်ငါကလည်းတန်တတိရှင်ဘရင်ရာဇပလီမောရှင်တွဲပြီးတော့သူနဲ့အတူတဝနေလိုက်ရရင်တော်လားဟေးဆိုတာအဲ့ဒါအနာဂတ်ကွာမရတော့ဘူးဟဲ့ပြေသွားမှာတော့သူနဲ့ရာဇပလီမောတင်ပြီးပြောခြင်းတာမရတော့တဲ့အနာဂတ်ကြီးကိုမင်းဘာပြုလို့အာလျကတ်နေတယ်လေမစ္စစေနောကဟိကတိအခုပြစ္ဆုတ်ပန်ဆက်ဆက်ပါလေမင်းအသေးရကျွေမတအပူမီဟတ်နေတာကလည်းပဲအခုဖြည်းပြပါဇက်ကပြောတာနေသေးတယ်ကွဖြစ်ပြီးပြတ်သွားတဲ့သဘောကအမတန်ဟင်းညာနေအဲ့ဒီလျင်မြန်နဲ့ဖြစ်ပြီးပြတ်တဲ့သဘောကိုမင်းအနေနဲ့ကတန်တတိကြီးဆက်ပြီးတော့ဒလဇတ်မပြုတ်အောင်အထင်ကြီးပြီးတော့ဟောဒီပြစ္ဆုတ်ပန်ဆက်ဆက်ကာလပေါ်မှာမင်းတွေ့တားနေတဲ့အာလယာကြီးကြောင့်မင်းဒုက္ခရောက်နေတယ်ဒါကြောင့်ဒီအတိတ်အနာဂတ်ပြစ္ဆုတ်ပန်လို့ဆိုတဲ့ကာလသုံးပါးပေါ်မှာလေမင်းစွဲလန်းနေတဲ့အာလယာကြီးကိုတုတ်တင်လိုက်ရင်မင်းဒီဒုက္ခတွေပျောက်တော့မှာပေါ့ဘုရားကိုယ်တော်မြတ်ကအဲ့ဒီလေးပါးရှိတဲ့တကားထားတန်တတိဘယင်တန်တတိအယက်သမားကြီးဟောကြားလိုက်တော့မှန်လားပါဗျာတဲ့ဘုရားတပည့်တော်ဒီအပူမီးတွေပျောက်ပါဗျာအပူမီးတွေပျောက်ရုံနဲ့မကတရားနာပရိသတ်ကြီးဘုရားကိုယ်တော်မြတ်လေးပါးရှိတဲ့တကားထားဟောလို့ဆုံးလဲဆုံးပါလေရောတန်တတိဘယင်ကြီးတန်တတိအယက်သမားကြီးအာသဝကုံခံရယဟန္တာဖြစ်တော်မူသည်ယဟန္တာဖြစ်ပြီးတဲ့နောက်လူယဟန္တာဆိုတော့လေပရိနိဗ္ဗာန်ဆံရမယ်အာယုသင်္ခါရကြည်ပြီးသားကိုညသောဗျာတပည့်တော်ပရိနိဗ္ဗာန်ပြုပြရစေပါဗျာဟေးနေအောင်ကွယ်မင်းပရိနိဗ္ဗာန်ပြုတာထားတော့မင်းပရိနိဗ္ဗာန်ပြုတာထားတော့ငါဖယားကအယက်သမားကြီးယဟန္တာဖြစ်လိမ့်မယ်လို့ဗျာဒိစကားကြားသည်ကိုပဲလေဒိဋ္ဌိများကနေပြီးတော့အယက်မတော့ရဘူးသူပဲဟောတယ်အယက်သမားယဟန္တာဖြစ်တဲ့သူပဲဆိုနေတယ်ရှေ့စကားနောက်စကားမညီဘူးမုကဝါဒနဲ့ဆွဆွဲမယ်ဆိုပြီးတော့မိတ်အတွက်နဲ့စကားဖြစ်နေကြတယ်ဒေါ်ဒိဋ္ဌိများရဲ့
Yumat Tanaya Pyoxi Jenga Min Venne Jong Adwoko Kambi Hana Aki Yoke Suda Kusa Janku Biambiro Holly Ono Tandadi Amishi Ari Roma Tandadi Vini Payachiro Udon Yesha Gong a Tandasim Piande Now Payachiro Udon Yesha Gong a Tandasim Piande Rilo Nadia Nabi Gadi Tankona Sin out there Kaja Roma Malava Paya de Vido the Oh longer de Bawa Longer no Bawa Kuze de Gavate Wipati Mies of Yabunamus and Kakala Runga Paya de Vido the cheesy galate the low a yimp you beat on Napans or Lokeval Paya Oh, tangu biza luamiado. Dine dia diga laza shiye lazo shiye ne bari. Dine dia diga statuta di khore ta sele ubon ne bari. Dine dia diga panala di khore ta senga ubon ne bari. Dana byuja gono tila sauti ja gono bhavana athau ja gono. Phaya tayaro na ja gono. Diga Paya Davido the cheesy galate alone a yimpu bidon Napanzo Lokabalo hair. Not the whippatinas of hair, camera of shit, a banduma di meniga. Sayana Nina Bana appears on a below Napanzo Gigo, Shimmy and Chimya. Sayana Nina Banda appears on a below Paya Davido the Napanzo Loke Jinja. Adawa Konkaya Hana Yaku Parine Puya Varomi Paya Lupaya Shao. Shall be Gongema Parine Pubi, Tizota Long you. Tizota Long, Tantati. Jahanda Ria Dato, the Pansang 20 years 20 the review. Ella Miasov Yakuro Yaka Sinches over Soviet, can you do Lanzo Langua Ma Titawe Tapana Pido Zeri Titawe Dandu Biga Luamia Rodi Ayatama Bawa Shimayam Bawama Apu Gauni Bawama Lumya Ware Tantati Handa Ye Tato Tabanare Zeri Luamia Kukweja Badi Sore Gigane Napanzo Zalandi Diana Bigda Jodo Dinea Mave Nati Tamaria Meta Buyang Sujaya Jule H.N. Valley Tagabalo Mamia Gata Shanga Kusi Mevaze Yadu Bulimeno Alo Yanina Joy Laga Diana Bigda G. Changa Javaze Boba, Joja Duna Malova. Along Yanina, Joy Lazare, Diana Vida G. Yamajavazi. Along Yanina, Joy Lazare, Diana Vida G. Nipanzo Tandati Zalangu Najaya the He. Naru the Relay Nipanzo P on Luma Helo, Manepsing at Janet, the young net, the young. Tayana Dwaja Zulu Napanzo Lobido Tayana Lanaya Vazi Tadam Ataki, Hipyodamia Hosamia Rega, the Homajavi, a bit to the lane. She ain't a home movie to Pipia the Domilu in the Atanazo. Niuta do the Kamada Piana Vida Niuta do Midai Baka, Shang like me. If a young way, Yagamianzi. Chidara Swila Layambico Sing of Chana Zwahe Manwamane Yamane Yang Jazi Gundari